Inibra ကိုချစ်ခင်နေတဲ့ကြတဲ့အားပေးကြတဲ့ stylish များအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်အသုံးပြုပေးနေတာကတော့ Inibra ရဲ့ color shampoo ပဲဖြစ်ပါတယ်ခင်ဗျာ color ဆိုရတဲ့တွေအတွက်အဓိကအသုံးပြုပေးရတဲ့ color shampoo ပါအောင်လုံးကို highlight လုပ်တာမဟုတ်ပါဘူးခင်ဗျဟုတ်ကဲ့ပါအဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်ဘက်ကဒီ level 4 to 5မှာရှိနေတဲ့အဲ့ဒီနေရာလေးကိုတော့ကျွန်တော်က red color ကိုကျွန်တော်ရွေးချယ်ပြီးစိုက်ကတော့ကျွန်တော်30ကိုကျွန်တော်ရွေးချယ်ပြီးတော့မှရော့ဆက်ဆိုပေးထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနောက်ထပ် highlight ဖောက်ထားပေးတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်တော့ဒီ highlight အပိုင်းတွေမှာဆိုလို့ရှိရင်ကျွန်တော် 666F ကိုကျွန်တော်ရွေးချယ်ပြီးအသုံးပြုပေးထားတဲ့ power site ကတော့ 20% ဖြစ်ပါတယ်ခင်ဗျာOrganics အကြောင်းလေးကိုလည်းကျွန်တော်အနေချင်းပြောပြချင်ပါတယ် Organics ကကျတော့ပျက်စီးနေတဲ့စံသားတွေကိုဆေးဆိုးတဲ့အချိန်မှာမပျက်စီးအောင်ရောဆက်ပြီးတော့မှအသုံးပြုပေးရတဲ့အသက်ကယ်ဆေးလေးပဲဖြစ်ပါတယ်ခင်ဗျာသူကတော့ color ဆိုတဲ့အချိန်မှာ color cream ထဲမှာသတ်မှတ်ထားတဲ့စံနှုန်းတိုင်းရောထည့်ပြီးတော့မှဆိုပေးတယ်ဆိုလို့ရှိရင်စံသားတွေကိုပျက်စီးခြင်းလုံးဝမရှိတော့ဘဲနဲ့ကျန်းမာတန်ဆွမ်းတဲ့စံသားအတွင်းကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ Organics ပါဟုတ်ကဲ့ခင်ဗျကျွန်တော်ကာလာဆိုးပြီးသွားပြီဆိုလို့ရှိရင်မဆိုးခင်ရောဆိုးပြီးတဲ့ခါမှာရောကာလာဆိုးတဲ့ကျွန်တော်တို့လုပ်ငန်းစဉ်ကိုပြုလုပ်တော့မယ်ဆိုလို့ရှိရင်ကာလာအတွက်ကိုတည်တံ့ထုတ်လုပ်ထားတဲ့ကာလာရှမ်ပူကျွန်တော်ရွေးချယ်ပြီးတော့မှအသုံးပြုပေးရမှာဖြစ်ပါတယ် conditioner အသုံးပြုမယ်ဆိုလို့ရှိရင်လည်းကာလာအတွက်ကိုတည်တံ့ထုတ်လုပ်ထားတဲ့ conditioner ကိုကျွန်တော်တို့တွဲဖက်ပြီးတော့မှအသုံးပြုပေးရမှာဖြစ်ပါတယ်ကာလာဆိုးပြီးသွားလို့ရှမ်ပူနဲ့ပြန်ပြီးတော့မှတန့်စင်မယ်လျှော်မယ်ဆိုတဲ့အချိန်မှာလည်းနောက်ဆုံးအဆင့်လျှော်ချတဲ့အချိန်မှာဆိုလို့ရှိရင် color shampoo color conditioner ကိုပြန်လည်ပြီးတွဲဖက်အသုံးပြုပေးမှာဖြစ်ပါတယ်နောက်ပိုင်း styling လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းလိုအပ်တဲ့ styling product တွေကိုအားလုံးမှန်မှန်ကန်ကန်နဲ့အသုံးပြုပေးမှာတာလေကိုလိုချင်တဲ့ style တစ်ခုကိုမှန်မှန်ကန်ကန်နဲ့နီလန်းမှန်စွာရရှိတဲ့ရလဒ်ကောင်းတွေရလဲကောင်းကောင်းမွန်မွန်ရရှိမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့က Inibra ချစ်သူအားလုံး Inibra ကိုအားပေးနေကြတဲ့ချစ်ခင်ကြတဲ့ stylish အားလုံးကိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်နောက်မှလည်းဆက်လက်ပြီးတော့မှအားပေးစီစဉ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ